Hello guys ကိုလိုလိုဒီနေ့ပွဲလေးကတော့ head crab ကို run ဆော့ပြီးတော့ဟိုဘက်ချင်းကအပြော့ဖြစ်တဲ့ Massman နဲ့မိတ်တွေကိုလိုက်ပြီးတော့နှောက်ယှက်မဲ့ပွဲပေါ့နော်ဘယ်လိုမျိုးဒီ Massman နဲ့မိတ်တွေကိုလိုက်ပြီးတော့နှောက်ယှက်မလဲဆိုတာသိချင်ရင်ဒီဗီဒီယိုဒါစောင်းအောင်ကြည့်လိုက်ကြတော့ကဲပွဲစပြီးဆိုတော့ကျွန်တော်ရင်ဆုံးလောက်မဲ့လောက်ကတော့ Hyper ကိုလိုက်ပြီးတော့ back like ကူပါမယ်ပြီးရင်ကြုံရဒီတွေ့တဲ့ဒီ Massman တို့မိတ်တွေကိုလိုက်ပြီးတော့နှောက်ယှက်မှာဖြစ်ပါတယ်ကျွန်တော်တို့က blue web စားပြီးတာနဲ့ဒီမှာ copyright clip ပေါ်လာတဲ့ကို copyright clip ကိုစားပါတယ်အဲ့ဒီချိန်မှာဟိုဘက်ချန်က hyper ဘတ်ဆောင်းတော့ညတော့ကျွန်တော်ညောက်ပိုင်းပြီးတော့လိုက်တော့နောက်ရဲဒါပေမဲ့ဟိုဘက်ချန်အမှာဖင်အတွက်ကြောင့်မလို့ကျွန်တော်တို့ကပြန်ပြီးတော့ဖက်လိုက်တယ်အမှာဖက်နေရင်းနဲ့နာ flame shot လမ်းပြစ်တာကိုတွေးတက်ဆက်ကလေးပဲကျန်တော့တေခဏီးမလို့တော့ဖြစ်သွားတယ်ကွာအဲ့နဲ့ချောင်းမပြန်မလို့လောက်တော့ဒီဟိုဘက်ချန်ချောင်းကလည်းဘေးနားမှာလာပြီးတော့ ET ရောင်းဝလောက်နေတယ်ဟိုဘက်ချန်ကိုပဲပြန်ပြီးတော့ဒီကောက်ထောက်လိုက်ရတယ်ကွာဒီမှာဆိုရင်ငါဟောဘတ်ချန်ကဒီတာတဲယူနေတာကိုငါလိုက်ပြီးတော့ fashion ပြနေတယ်အမှငါတို့ hyper လာတဲ့နဲ့ကိုငါဟောဘတ်ချန် hyper ကိုစတန်ပေးလိုက်တယ်ငါတို့ hyper လည်း ready ပေါက်လိုက်တာ ready တော့ရတယ်တာတဲတော့ရလိုက်တယ်ဒါပေမဲ့ငါတော့ပြန်ပြီးတော့ short လိုက်ရတယ်ဒါပေမဲ့တန်ပါတယ်ပြောရမယ်ဆိုရင်ဒီမှာဆိုရင်ကအပေါ်လမ်းမှာချောင်းပေါ်လေးတစ်ကောင်လေးရှိနေတာကိုငါတို့ကငါနဲ့ Savannah နဲ့ပေါင်းပြီးတော့ချောင်းပေါ်လေးကိုဖျက်ဖို့အတွက် plan ချတယ်အဲ့မှာ Savannah ကလည်း edit လှမ်းအောက်တော့ငါ skill 1ခုံပြီးတော့ skill 2ထိုးလိုက်တာချောင်းပေါ်လေးတစ်ခါလေးတန် short လောက်ချင်တော့မရလိုက်ဘူးကွာဒီမှာဆိုရင်လည်းကွာဟိုဘက်ချန်ကနာကဒီအလဲလန်းတာဝါကိုချိုးချင်တယ်ကွာငါကလည်းအမှအမြန်သွားပြီးတော့ skill 1ခေါ်ပြီး skill 2ထိုးလိုက်တာအမှနာကအကြောင်ဖြစ်ပြီးတော့ပြန်ပြေးတယ်ဒါပေမဲ့ငါလက်တည်းကမလွတ်ပါဘူးကွာငါ skill 2ပြန်ထိုးလိုက်တာနာတစ်ခါလေးတက်လျှော့သွားတယ်မာအောက်လမ်းမှာမီယာတကောင်နဲ့ကြုံနေတာကိုမြင်တာနဲ့ငါနဲ့ခရီးတာနဲ့ပေါင်းပြီးတော့ဖြတ်ဖို့တက်သွားတယ်အမှငါလည်းအဲ့ဒီဖွင့်ပြီးတော့မီယာကို skill 1ခေါ်ပြီးတော့ skill 2ထိုးလိုက်တာမီယာတစ်ခါလေးတက်လျှော့တယ်ကွာအဲ့မှာ grow အားလေးရှိနေတာနဲ့ grow ငါတို့နှစ်ယောက်ပြန်ပေါင်းပြီးတော့လိုက်ပြီးတော့ဖြတ်တယ်တော့တကောင်လေးဖြစ်နေကြောင်းမလို့ငါတို့၃ယောက်ပေါင်းပြီးတော့ grow ကိုအတားရလေးပဲရှော့ပေးလိုက်တော့ကွာအမှ grow ကလေးပြေးချင်တော့မရလိုက်ဘူးကွာအမှပြေးချင်ပေမဲ့လည်းမလွတ်ဘူးကွာဒီမှာဆိုရင်ကွာအောက်လမ်းမှာပတ်တယ်ဖြစ်နေတာကိုငါမင်းနာနဲ့နာနာကိုဖြတ်မိဆိုတော့ငါအပြေးသွားခဲ့တာကွာဒါပေမဲ့ grow ကပရှင်ပြနာမို့လို့နာနာတာဝါလေးဝင်လာတယ်အဲ့နဲ့မထူးဘူးဆိုပြီး grow ကိုငါတို့၃ယောက်ပေါင်းဖြတ်တယ်အဲ့ချိန်မှာနာနာကလည်းသူ့တက်ကိုကိုတော့ပြန်တာဝါနဲ့ပြန်ထွက်လာတော့သူကမားသွားတယ်ကွာငါ skill 1ခုံ skill 2လမ်းထိုးရတာနာနာပါရှော့ရတယ်ဒီမှာဆိုရင်လည်းကွာအောက်လမ်းမှာငါနာနာကိုထပ်မြင်တယ်အဲ့နဲ့ငါကလေအနောက်အနေပတ်သွားပြီးတော့နာနာကိုမှ skill 1ခုံပြီးတော့ skill 2ပြန်ထိုးတယ်နာနာပြန်ရှော့တယ်အဲ့မှာ grow ကလည်းဒီငါနာကနေဖြတ်သွားနေမြင်တော့ငါ grow ကိုလိုက်ဖြတ်ဖို့တော့လောက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီကောင်ကတွေးပြေးတဲ့ spare တောင်းလိုက်တာနဲ့ငါကလည်းဒီကောင်သူ့ပြန်ပြေးသွားတော့ပြန်ပြီးတော့ဖက်လိုက်ရတယ်ကွာဒီမှာဆိုရင်ကပတဲဖြစ်တာနဲ့ငါယုံဆောင်လောက်တာကဟောက်ဘတ်ချန်အပြော့ဖြစ်တဲ့ဒီမိတ်ကိုပဲငါရွေးပြီးတော့လိုက်ပြီးတော့ဖြတ်ပေးလိုက်တယ်ကွာဒီမှာဆိုရင်လည်းငါနာနာကိုထပ်ပြီးတော့ဖြတ်ပေးလိုက်တယ်အဲ့နဲ့ငါလည်းတွေးနေတာမို့လို့ပြန်ပြီးတော့ဖက်လိုက်ရတယ် Savannah ကလည်းပြန်ပြီးတော့ပြေးထွက်လို့မလို့တော့ဘူးဆိုတာသိတော့သူကပဲပြန်ပြီးတော့ပေးလိုက်ရတယ်ကွာဒီမှာဆိုရင်လည်းကွာငါနာနာကိုထပ်မြင်တော့ edit တောင်းပြီးတော့နာနာစီကိုပဲပြေးသွားပြီးတော့ skill 1ခုံပြီးတော့ skill 2ထိုးလိုက်တယ်အဲ့မှာနာနာတခါလေး short တယ် short နဲ့ငါတို့ကခရစ်ရှင်းပြီးတော့တခါတည်းပဲတာဝါကိုချိုးပြီးတော့ငါတို့ကပဲအနိုင်ယူလိုက်တယ်ကွာဒီပွဲမှာကတော့ Victory ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်ရှုပေးတယ်ကျွန်တော်ရဲ့ view ဟာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်